စီကေမှာဆက်အိမ်ပြီးဖြစ်တဲ့အခါအရင်ကအမြတ်ကောမရှုံးပဲနဲ့ထိုးကြည့်ကြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြမယ်နော်ပထမဆုံးအနေနဲ့ဘာလို့ဆက်အိမ်ပြီးဖြစ်လဲဆိုတာကိုရှင်းပြမယ်ကိုကအကောက်တွေအများကြီးဖွင့်ထားတာပြီးရင်ကိုဖွင့်တုံးကတုံးခဲ့တဲ့ Wi-Fi နဲ့ပဲအခြားတစ်ယောက်ကအကောက်စဖွင့်တာပြီးရင်ကိုရဲ့ mobile data ကနေ hotspot လွှင့်ပြီးအခြားတစ်ယောက်ကအကောက်ဖွင့်ရင်လည်းဆက်အိမ်ပြီးဖြစ်တတ်တယ်ပြီးရင်ဆင်းရိုက်ပြီးသဘောတရားအနေနဲ့ဆင်းရိုက်ပြီးဖြစ်လို့ရှိရင်ကိုယ့်ရဲ့လက်ကြံငွေအတိုင်းထည့်ရတယ်ပြီးရင်ဒီမှာညီမလက်ကြံငွေက9500ဆိုတော့9500ထည့်လိုက်တယ်အဲ့တော့ထိုးကြီးက9500အဲ့ဒါကြည်အောင်ထိုးပြီးတစ်ခါထုတ်လိုက်တယ်ဒါပေမဲ့ထုတ်လို့မရသေးဘူးเนาะသူကလက်ကြံငွေရဲ့5စားထိုးကြီးထည့်ပေးရယ်เนาะအဲ့ဒါကိုအရင်ရောမြက်ကောမရှုပ်ပဲနဲ့ထိုးကြီးကြည်အောင်ပေါ့เนาะထိုးကြီးအမြန်ကြည်အောင်ဒီနီးလန်းကိုတုံးကြည့်ပေါ့เนาะအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာပေါ့နော်ဒီ9ချီတဲ့ကခဏလေးနော်ဒီမှာ9ချီတဲ့ကပေါ့နော် lucky elephant ဆိုတာကိုရှာလိုက်ပါနော်ဒီမှာ lucky elephant နော်ဒါလေးနော်ပြီးရင်အတည်ပြုလိုက်ပါကြည့်ရကြောအနည်းဆုံး150မှာပဲထားမယ်နော်ပြီးလို့ရှိရင်ဒီအပေါ်မှာပိတ်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒီနှစ်ခုလုံးဖွင့်ပေးလိုက်ပါအစားဟိုက150တစ်ခု150သုံးခုဆိုတော့950ပေါ့နော်ပြီးလို့ရှိရင်ဒီဂိမ်းကိုဘာလို့ recommend ပေးချင်တာလဲဆိုတော့ဒီအပေါ်မှာအပြာရောင်လေးနော်အဲ့ဒီအပြာရောင်လေးပြည့်သွားလို့ရှိရင်သူက5 free spin ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအောက်မှာရွှေပကံလေး9ပကံပေါ့နော်အဲ့ဒီ9ပကံပြည့်သွားလို့ရှိရင်လည်းတတပေါ့နော်ဘောနဲ့တစ်မျိုးရရဲပြီးတော့အဲ့ဒီအပေါ်အောက်ကောပေါ့နော်ပြည့်ရမြန်တယ်ပေါ့နော်တစ်ချက်ရှိသေးတယ်နှိပ်လို့ရသလိုအော်တိုစပင်နဲ့လည်းဆော့လို့ရတယ်နော်ညီမကတော့အော်တိုစပင်ဝယ်ပေါ့နော်ညီမရဲ့ပြစ်တန်လောင်ကြီးက2သိန်းကို2သိန်းကို5စားဆိုတော့10သိန်းပေါ့နော်အဲ့ဒီ10သိန်းကိုညီမအဲ့ဒီနီလန်းနဲ့ပဲဖြည့်ခဲ့ရဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဒီနီလန်းကိုစမ်းပြီးတော့တုံးကြည့်ပါဒါဆိုရင်ဘလောက်ပေါ့နော်သူလောင်ကြီးဘလောက်ပဲလာဒီနီလန်းနဲ့ပဲအဆုံးပြုလို့ရပါတယ်ပြစ်တန်ထိုးခြင်းများရဲ့ဒီနီလန်းကိုတုံးပါဒီနီလန်းအရင်အဆင်ပြေပါရဲ့နော်